ကျန်းဖုံးဆိုတဲ့လူငယ်လေးဟာသူ့ရီးစားရင်ရွှေတက္ကသိုလ်ဝင်ခွင့်ရဖို့အတွက်သူ့ရဲ့အနာဂတ်ကိုစတေးခဲ့သူပါရင်ရွှေခုံနံပါတ်ကပ်မေးခဲ့လို့အပြေးလွှာသွားဖို့ပေးခဲ့ရတာကြောင့်သူကိုယ်တိုင်ကတော့စာမေးပွဲခန်းနဲ့အချိန်မီမဝင်နိုင်ပဲဘဝပြတ်ခဲ့ရပါတယ်ဒါပေမဲ့ရင်ရွှေကတော့ကျေးဇူးတည်တတ်ဖို့နေနေတာတက္ကသိုလ်ဝင်ခွင့်ရသွားတာနဲ့ကျန်းဖုံးကိုလူပုံအလဲမှာနေကအတုံးမကျတဲ့ကောင်ငါနဲ့မတန်တော့ဘူးလို့ရဲရဲဆက်ဆက်လန့်ခွဲခဲ့ပါတယ်ရုတ်တရက်ကျန်းဖုံးရဲ့အုံနောက်ထဲမှာနားထောင်သူစနစ်တစ်ခုပွင့်လာပါတယ်စနစ်ကသူ့ကိုအိမ်ပြန်ပြီးနွားမွေးဖို့အကြံပေးခဲ့တယ်ရင်ရွှေဖေရွာလူကြီးကလည်းကျန်းဖုံးရဲ့အမေပေးတဲ့လက်ဆောင်ကိုအမိုက်လိုသဘောထားပြီးမယူဘဲခါခါတီးတင်းညင်းလိုက်ပါတယ်ရွာသားတွေကတော့ဒီကောင်ယူသွားပြီးလို့တတ်မှတ်လိုက်ကြပေမဲ့ရင်ရွှေရဲ့ညီမလေးစုမုံတယောက်ပဲကျန်းဖုံးပေါ်စိတ်ရင်းနဲ့ကူညီခဲ့ပါတယ်နွားစာဝယ်ဖို့ပတ်စံမရှိတဲ့အစုံစနစ်ရဲ့လမ်းညွှန်မှုနဲ့ကပ္ပဖလားမှာပတ်စံအကုန်ပုံအော်လောင်းလိုက်ရာကနေကျန်းဖုံးဟာတညာရဲနဲ့တိမ်ပေါင်းများစွာပိုင်ဆိုင်တဲ့တထေးပေါက်စာဖြစ်လာခဲ့ပါတယ်နွားယောဂါတွေပြန့်နှံ့ပြီးနွားဈေးတွေထိုးတက်သွားတဲ့အချိန်မှာရင်ရွှေတို့သားအဖကကျန်းဖုံးရဲ့နွားတွေတေကုန်ပြီးထင်နဲ့လာရောက်လောင်ပြောင်ကြပေမဲ့တကယ်တမ်းမှာတော့ကျန်းဖုံးရဲ့နွားတွေကစနစ်ရဲ့အစွမ်းကြောင့်ယောဂမဖြစ်ပဲတကောင်မှမတည်ပဲရှိနေခဲ့ပါတယ်အဝယ်တော်တွေကကျန်းဖုံးရဲ့အိမ်ရှိမှတင်ဈေးတွေပြိုင်ပေးပြီးလူဝယ်ကြတဲ့အခါမှာတော့ကျန်းဖုံးဟာတခဏချင်းမှတင်တန်း30မျက်စွန်းနဲ့ရပါတော့တယ်